One Piece Enemy ထဲမှာစိတ်လှုပ်ရှားဖို့ပဲမကရင်ထဲကိုထုံးဝင်သွားစေတဲ့ One နဲ့ဇာ Bad Story တွေအများကြီးရှိပါတယ်။ပင်လယ်ရေထက်နှက်တဲ့အတိတ်တွေအိမ်မက်တစ်ခုကိုမစွန့်လွတ်ပဲရက်တည်ခဲ့ရတဲ့နာကျင်မှုတွေလူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေခဲ့တဲ့ဆုံးရှုံးမှုတွေဟာဇက်ကောင်တယောက်ချင်းစီရဲ့အားနည်းခြင်းနဲ့အားအင်ကိုဖန်တီးပေးခဲ့ပါတယ်။ဒီနေ့မှာတော့ One Piece fan တယောက်ကိုတကယ်ငိုအောင်လုပ်နိုင်တဲ့ Bad Story ကိုပြောပြရမယ်ဆိုရင်ဒီလူ၃ယောက်ရဲ့အကြောင်းကိုနားထောင်ကြည့်လိုက်ပါ။ကဲဒါဆိုရင်တော့ဆက်လိုက်ရအောင်။ Enemy တကားထဲမှာတနိုင်ငံလုံးကမုန်းကြတဲ့ကလေးတယောက်တကဘာလုံးကမဲလိုက်ခံခဲ့ရမိန်းကလေးတယောက်ရှိရဆိုရင်အဲ့ဒီသူကနီကိုရောဘင်ပါပဲ။အသက်ရှင်နေရတာကိုပြေးခဲ့ရတဲ့ရောဘင်ဟာဟိုဟာရမှာမွေးဖွားခဲ့ပြီးစာဖက်ရတော့သဘောကျကတမိုင်းကိုချစ်တဲ့သူတယောက်ပါဒါပေမဲ့အဲ့ဒီຢာတွေကြောင့်ပဲသူမရဲ့ဘဝပြတ်သွားခဲ့ရတာပါဟိုဟာရကိုကဘာဆိုးရကဘတ်စတာကွန်နဲ့ဖျက်ဆီးလိုက်တဲ့နေ့ကစားပြီးရောဘင်ဟာသူ့အမေနဲ့သူချစ်ရတဲ့ຢာအားလုံးကိုအသက်ရှင်နေရွယ်မှာပဲအားလုံးဆုံးရှုံးခဲ့ရပြီးတော့ဝမ်နက်ပိုစတာမှာစူဂျင်းငွေပဲ89တန်းထိကိုအထုတ်ခံခဲ့ရပြီးဝမ်မီကဘာမှာအသက်ငယ်ဆုံးစူဂျင်းများဆုံးထိကိုဘောကဘာမန်ကထုတ်ခဲ့တာပါဘာလို့အလောက်ထိထုတ်ခဲ့တာလဲဆိုတော့ Point Security ခေတ်ကထားကြည့်ခဲ့တဲ့ Phonic Clip တွေကိုဖတ်နိုင်ခဲ့တာကြောင့်ပါပဲတက်ရှင်ရဲ့ကလေးတရားရဲ့နောက်ကိုရေတက်ဘောင်းလီဟန်တာတွေလိုက်ခံခဲ့ရပါတယ်။အဲဒီချိန်ကစပြီးသူကတယောက်တည်းမိသားစုလည်းမရှိတငယ်ချင်းလည်းမရှိပဲကြီးပြင်းလာခဲ့ရတာပါ။မင်းအသက်ရှင်နေတာအပြစ်ပဲဆိုတဲ့စကားကိုရောဘင်ကဘယ်နေရာပဲသွားဒီစကားတစ်ခုပဲမြင်ကြခဲ့ရတယ်။ပြီးတော့ဒီကလေးကိုဖန်ဒီကလေးကအန်ရရှိရဆိုပြီးတော့တွေ့တဲ့လူတိုင်းစီကအဲဒီစကားတွေကိုကြားခဲ့ရပါတယ်။ကူညီပေးမဲ့သူတိုင်းကလည်းငွေဆိုတဲ့အရာကြောင့်ပဲနောက်ဆုံးမှာရောဘင်ကိုတစ္ဆာဖောက်သွားကြပြီးဒါကြောင့်သူမကအသက်ရှင်ဖို့အတွက်လူဆိုးတွေဘက်ကိုသွားခဲ့ရတယ်။ဒီလိုနဲ့အဖွဲတစ်ခုပြီးတစ်ခုပြောင်းပြီးသူအသက်24နှစ်လောက်မှာခရိုကိုတိုင်းရောက်ဖွဲတဲ့ဝင်ပြီးခရိုကိုတိုင်းကိုတုံးချပြီးအလာဘတ်စတာမှာရှိတဲ့ဘောနက်ကလစ်တွေကိုလေ့လာခဲ့ပါတယ်။ရောဘင်ရဲ့စိတ်ထဲမှာတစ်ခုပဲရှိခဲ့တယ်။ငါမွေးဖွားလာမိတာမှားခဲ့တာလား။အင်းနှစ်လူပြီးမှသူမអော်လိုက်တဲ့စကားကအဲ့ဒီနာကျင်မှုအားလုံးရဲ့အဖြစ်ဖြစ်တယ်။ငါအသက်ရှင်ခြင်းနဲ့ဆိုတဲ့စကားနဲ့အဲ့ဒီဆန်ဟာကျွန်တော်တို့အားလုံးအတွက်အယံဝမ်းနေခဲ့ရတာပါ။ဒီချိန်မှာတော့သူ့အတွက်အယံကောင်းတဲ့တငယ်ချင်းတွေရှိနေပါပြီ။နီကိုရောဘင်ဟာတိတ်တိတ်လေးနေတတ်တဲ့စာအုပ်တွေကိုချစ်တယ်ဒါပေမဲ့သူမရဲ့မျက်လုံးထဲမှာပျော်ရွှင်မှုမရှိခဲ့ပါဘူး။ Straw ရဲ့ fire တွေနဲ့တွေ့မှာပဲသူ့ဘဝရဲ့ပျော်ရွှင်စရာနေရာတွေကိုစတင်ခဲ့ရတာပါ။လူတယောက်ကိုစကားမပြောတော့အောင်တိတ်ဆိတ်စေခဲ့တာကဘာလဲ။စိတ်မခံစားတော့အောင်ကိုယ့်ကိုယ်ဆက်ရန်တရားတစ်ခုလိုပြောင်းလဲတော့အောင်ဘလို့နာကျင်မှုတွေကတွန်းပို့ခဲ့တာလဲ။ဟုတ်ပါတယ်သူကတော့ဖာတိုလိုမြူကူမားပါပဲ။ကူမားကိုလူတွေမြင်ကြတာကမျက်နှာမဲ့အတန်မဲ့မိတ်ကိုသာလိုက်နာတဲ့ energy pacifier တယောက်အနေနဲ့ပါပဲ။ဒါပေမဲ့အဲ့ဒီတန်ချက်ကရဲ့အောက်မှာလူသားတယောက်ရဲ့မေတ္တာယုံကြည်မှုနဲ့အဆုံးမရှိတဲ့အနာတရားတွေဖုံးကွယ်ထားတယ်ဆိုတာဘယ်သူမှမမြင်ခဲ့ကြပါဘူး။ကူမားရဲ့ဘဝဟာလွတ်လပ်စွာရှိချက်ခွင့်မရှိခဲ့တဲ့ကလေးဘဝအစားပြီးတော့ကိုချစ်တဲ့သူကိုကဲဖို့ကိုယ့်ကိုဖျက်ဆီးရတဲ့အဆုံးဖြတ်အထိနာကျင်မှုနဲ့ပဲရှောက်လာခဲ့ရတဲ့လန်ခီတစ်ခုပါ။ကူမားဟာဘာဂီနီးယားသွေးပါတဲ့လူမျိုးဖြစ်ပြီးတော့ကမ္ဘာအစိုးရကဖျက်ဆီးတဲ့လူမျိုးလို့သတ်မှတ်ထားတဲ့လူဒန်းစားတစ်ခုပါ။ဒါကြောင့်ကူမားရဲ့မိသားစုတစ်ခုလုံးဟာ slasher တကွန်ရဲ့လက်အောက်မှာရန်ရက်ဆက်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။သူ့ဖေကတော့လူမျိုးခွင့်တစ်ချက်တောင်မရခဲ့ပဲဆလက်ရှယ်တကွန်ရဲ့လက်အောက်မှာပဲတက်ဆုံးကျုံသွားခဲ့ရပါတယ်မတည်ဆုံးခင်မှာကူမားရဲ့အဖေကဆန်ကော့နီကာအကြောင်းကိုယုံကြည်သူတယောက်ပါသူကနီကာအကောက်ကိုကားပြပြီးနီကာဟာလွတ်မြောက်ခြင်းရဲ့နှပြဖြစ်တဲ့ဒီနေ့မှာလူတွေကိုအပြုံးနဲ့လွတ်လပ်မှုယူဆောင်လာပေးလိမ့်မယ်လို့ကူမားကိုပြောပြခဲ့ပါတယ်အဲ့ဒီမျှော်လင့်ချက်ကိုပဲကူမားဟာသူ့သမီးလေးဗွန်နီကိုပါဆက်လက်ပြီးလက်ဆင့်ကမ်းပြောပြခဲ့ပါတယ်ငယ်ငယ်ကတည်းကကူမားရဲ့စကူတစ်ခုတည်းကတခြားသူတွေကိုကတင်ခြင်းပါပဲဒီအချက်ကို Goffley Incident မှာပိုပြီးထင်ရှားလာပါတယ်ဖန်ဖက်တစ်ခုအနေနဲ့ Devil Fruit တွေကလူတွေရဲ့ဆန္ဒတွေကနေဖြစ်ပေါ်လာရဲဆိုတာအားလုံးလည်းသိပြီးသားပါ Goffley မှာစုဖြစ်ပေးမဲ့ຢာတွေထဲမှာ Devil Fruit တွေလည်းပါဝင်ခဲ့ပြီးအဲ့ဒီချိန်ကအခွင့်အရေးကိုသုံးချပြီးကူမားနဲ့ Ivan Kor တို့ဟာ Devil Fruit ကိုခိုးစားခဲ့ပါတယ်ကူမားစားခဲ့ရတော့ Four Fruit ဖြစ်ပါတယ်အဲ့ဒီ Devil Fruit ကတော့လူတယောက်ကိုသူရောက်ဖူးတဲ့နေရာတိုင်းပို့ပေးနိုင်တဲ့ဆွမ်းအားရှိပါတယ်။ဒါကြောင့်လေဒီအသည့်ကလူတွေကိုကူညီတတ်တဲ့ကူမားရဲ့လက်ထဲကိုရောက်ခဲ့တာပါ။ဒီဆွမ်းအားကြောင့်ပဲ God Valley မှာလူများကြီးကိုကူမားကကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကူမားဟာ Revolution Army ထဲကိုဝင်ရောက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ War Government ရဲ့ရက်စက်မှုတွေကိုသူလုံးဝမကြိုက်လို့ပါ။ပြောလင်းချက်ရှိတဲ့ဘက်ကနေတော်လန်ရေးတွေမှာပါဝင်ခဲ့ပြီးသူ့ရဲ့နာမည်ကလည်းအာနာရှင်ကူမားဆိုပြီးကမ္ဘာတစ်ဝန်းလုံးမှာပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာကူမားကရက်စက်တဲ့သူမဟုတ်ပါဘူး။သူဟာတခြားသူတွေအတွက်ကိုယ်ပိုင်ဘာတစ်ခုလုံးကိုပိတ်ဆက်သွားတဲ့လူတစ်ယောက်ပါ။ဗွန်နီအတွက်အကြီးမားဆုံးပိတ်ဆက်မှုတွေကိုလုပ်ခဲ့တာကိုကြည့်ရင်ဒီအချက်ကသိတာပါတယ်။ကူမားရဲ့သမီးလေးဗွန်နီဟာကူမရနိုင်တဲ့ယောဂတစ်မျိုးခံစားနေခဲ့ရပြီးအဲ့ဒီချိန်မှာဒေါက်တာဗီကာဘန်ကကန့်လန့်ချက်တစ်ခုပြလာပါတယ်။ဘာဂီနီးယားတွေ့ပါတယ်မင်းကိုသာဆန်းသက်ခွင့်ပေးမယ်ဆိုရင်မင်းသမီးလေးရဲ့ယောဂကိုကုသပေးမယ်လို့ကန့်လန့်ခဲ့ပြီးကူမားကတစ်စက္ကန့်တော့မစင်စားပဲသူဟောဂါမမန်နဲ့လှုပ်ဝက်စာချုပ်ချုပ်ဆိုပြီးကိုယ်တိုင်ကို Pacifica ဖြစ်ပြောင်းလဲသွားမယ့်စီစဉ်ကိုလက်ခံလိုက်ပါတယ်။အဆုံးမှာတော့ကူမားဟာသူ့ရဲ့စိတ်သူ့ရဲ့လွတ်လပ်ပိုင်ခွင့်သူဖြစ်တဲ့မှုအလုံးကိုပေးဆက်သွားခဲ့ရပါတယ်။ဆာဗော်ဒီမှာကူမားဟာ Straw Fire တွေကိုကယ်တင်ဖို့နဲ့သူ့ရဲ့နောက်ဆုံးလက်ကျန်စိတ်ဓာတ်နဲ့တယောက်ချင်းစီကိုသူရောက်ဖူးတဲ့ကျွန်းတွေစီပို့ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာသူဟာဆက်ရုပ်တယောက်ဖြစ်နေပြီ။ဒါပေမဲ့သူ့စိတ်တွင်းမှာတော့လူသားတယောက်ရဲ့မြစ်တာမတည်သွားသေးပါဘူး။ကူမားဟာကျွန်တော်တို့ရဲ့ဇက်လိုက်ကြီးလူဖီရဲ့အသက်ကိုအချင်းချင်းကနေခဲ့သူတယောက်ပါ။ကူမားရဲ့ first story ဟာ One Piece မှာအရန်နာကျင်စရာကောင်းတဲ့ဇာတ်လမ်းတစ်ခုပါ။မျောလင်းချက်တော်လန်ရေးချစ်ချင်းမြတ်တာနဲ့ကိုချစ်တဲ့သူတွေကိုကောက်ရဖို့ကိုဘွားတစ်ခုလုံးပိတ်ဆက်သွားတဲ့လူတယောက်အစာပိုင်းမှာအကျန်းဖတ်သူလို့ခေါ်ခံခဲ့ရပေမဲ့တကယ်တမ်းမှာတော့အလွန်ကောင်းတဲ့လူတယောက်ဖြစ်ခဲ့ပါတယ်ကူမားရဲ့ဇလန်ကမင်းဘလို့လူဖြစ်တဲ့ဆိုတာတဲ့မင်းရဲ့စိတ်ကဘာအတွက်ရည်ရထားလဲဆိုတာကိုပိုရေးကြည့်တယ်လို့ပြသပေးထားပါတယ်
ကူမာရဲ့ bus story ကအိုရာရဲ့ One Piece ဆိုတဲ့ veggie ကားထဲမှာလှပဆုံးစေအောင်တစ်ခုအနေနဲ့အများနဲ့မှတ်မိစေမယ့်ဇာတ်လမ်းပါပဲနောက်တစ်ခုကတော့အားကြီးရဲ့လူမျိုးထဲမှာမွေးဖွားလာရင်စိတ်နှခြင်းမှုမရှိဘူးလို့ထင်ကြတာမှားပါတယ်အေယာမခန္ဓာကိုမကြုံလွန်နိုင်တဲ့အင်အားနတ်ပြင်လိုကောင်းစီနဲ့လူအားလုံးကမျှော်ကြည့်ရတဲ့မင်းသားတစ်ပါးဒါပေမဲ့အဲ့ဒီအင်အားရဲ့အောက်မှာဘယ်သူမှမမြင်နိုင်တဲ့အထီးကျန်မှုနဲ့မရွေးချယ်နိုင်ခဲ့တဲ့ကံကြမ္မာတစ်ခုတိတ်တိတ်လေးလှိုင်ထနေခဲ့ပါတယ်သူ့ဘဝကိုသူကိုယ်တိုင်မင်းသားလိုရွေးချယ်ခွင့်တခါမှမရခဲ့ပါဘူးလူမျိုးအတွက်အားကြရမယ်ဆိုတဲ့တာဝန်အမွေနှစ်အတွက်အသက်ပေးရမယ့်လမ်းကြောင်းကိုချရတဲ့အရာတွေကိုတောင်လက်လွတ်ထားခဲ့ရတဲ့ဆုံးဖြတ်တွေနဲ့အဲဖက်ရဲ့မင်းသားလေးလိုကီရဲ့အကြောင်းပါလိုကီအမေကချီဖူယူယူနေသူလိုတောင်ပြောရမယ်ချီဖူဆိုတာကနားလည်လွယ်အောင်ပြောရင်ကျွန်တော်တို့အပြင်ကဘာအရာဆိုရင်မြေနဲ့လေကိုဆိုလိုတဲ့သဘောပါပဲဥပမာမြေနဲ့လေကိုအခြေခံပြီးဘေဒင်ဟော့တယ်လို့ပါပဲလိုကီမွေးလာတဲ့နေ့ကနေကလိုကီကတမန်ကျန်းရမဟုတ်တဲ့ခန္ဓာကိုယ်ပုံစံမျက်နှာအနေထားရေးကြောင့်အက်စထရက်ရဲ့မလုံးထဲမှာလိုကီကိုကြောက်စရာမကောင်းဆိုးဝါးဖြစ်ပဲမြင်ခဲ့ပြီးသူကလေးကအသက်မရှိမှုဆိုကအက်ဖက်တိုင်းပြီးလုံးပြောခိုင်းပြီးတော့လိုကီကိုကျင်းရတဲ့နဲ့မကောင်းဆိုးဝါးဆိုပြီးပြောခဲ့တာပါလိုကီကအဲ့ဒီရွယ်ကလေးကငိုခဲ့ရတာပါအက်စထရက်ရဲ့အဲ့ဒီလိုပြောဆိုမှုတွေကြောင့်ပဲအက်ဖက်တိုင်းပြီးလုံးကလိုကီကိုလူအများကအကြောင်းရခဲ့ကြပြီးသူ့မိကိုယ်တိုင်ကမြစ်တာနဲ့ကာဝယ်ရမယ့်လက်တွေနဲ့အက်ဖက်ရဲ့မြေရောက်ကဘာကိုပြချခဲ့ပါတယ်ကလေးတယောက်အတွက်တင်မင်းနဲ့တူတဲ့နေရာမျိုးကိုဘလို့စိတ်နဲ့မြန်ရက်ဆက်စွာပြချရတာလဲအမေတော်ငါ့ကိုကြောက်ရင်ငါလူမဖြစ်တဲ့လူပဲဖြစ်ရမယ်ဆိုပြီးအတွေးဝင်ခဲ့ရတာပါအနာဝကကလေးတယောက်အတွက်ငရဲတစ်ခုလိုပါပဲဒါပေမဲ့လိုကီကမသေးခဲ့ပါဘူးသူမသေးသွားခဲ့ပေမဲ့သူ့ရဲ့ယုံကြည်ချက်တွေကတော့အဲ့ဒီနေ့မှာပဲတည်ဆုံသွားခဲ့ပါတယ်လိုကီကမကောင်းတော့ရွေးခဲ့တာမဟုတ်ပါဘူးလူကောင်းဖြစ်ဖို့ဘယ်သူမှအခွင့်အရေးမပေးခဲ့တာပါလိုကီရဲ့အကြောင်းကအရန်သေးစိတ်မသိရသေးပေမဲ့ကျွန်တော်အတွက်လိုကီရဲ့အခုလောက်ပဲတည်ထားရတဲ့ best story ကတော်တော်လေးမိုက်တာမို့ဒီ list တိုင်းမှာထည့်လိုက်တာပါလိုကီရဲ့ဒီ one and ဆရာကောင်းတဲ့စင်တွေကမန်ကမှာတော့ဒီလောက် wonderful ကောင်းရင် enemy မှာဒါဆိုရင်ဘယ်လောက်ထိ wonderful ကောင်းနေမလဲဆိုတော့စောင့်ကြည့်ရမှာပဲသူတို့တောင်းရတဲ့ best story က Oda ရဲ့ One Piece ဆိုတဲ့ veggie ကားထဲမှာအလှပဆုံးစေအောင်တစ်ခုအနေနဲ့အများတမ်းမှတ်မိနေစေမယ့်ဇာတ်လမ်းတွေပါပဲနောက်ထပ်လည်းဘဒုရဲ့ best story လေးကိုလုပ်ပေးစေချင်တယ်ဆိုတာ comment မှာပြောသားပေးခဲ့ပါအောင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးတင်ပါတယ် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ပါအောင်လိုအပ်တာတွေရှိရင်လည်း comment မှာထောက်ပြပေးခဲ့လို့ရပါတယ်ကုမရဲ့အကြောင်းကကျွန်တော်အမြဲအားပေးလေးစားရတဲ့ကို CYN ကလည်းအပြည့်စုံလုပ်ထားအောင်မို့အားလုံးလည်းတပီးလောက်ပြီးမို့အများကြီးထပ်မပြောပြတာပါအားလုံးကိုကျေးဇူးတင်ရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်